ရီကအရန်လန့်သွားပြီးတတိလစ်သွားတယ်ကိုလည်းအရန်ပူနေတဲ့မရီအဆင်ပြေသွားပါပြီဒါပေမဲ့ကိုကတော့အရန်ပူနေတော့ပဲမရီဒီမှာခဏဆောင်တော့ကျွန်တော်ရွာဆရာဝန်သွားခေါ်ပေးမယ်မသွားပါနဲ့ငါဘာမှမဖြစ်ပါဘူးနည်းနည်းချမ်းပြီးကြောက်လို့ပါမသွားပါနဲ့တော့ဟုတ်ပြီလားကောင်းပါပြီကျွန်တော်မသွားတော့ဘူးမကြီးမှာချွေးတွေအပြည့်ထွက်ပြီးအဝတ်စားတွေအကုန်ဆူရွှဲနေပြီးဒီလိုအတိုင်းအောက်ထားရင်အေးမိတာပိုဆိုးသွားလိမ့်မယ်မကြီးချွေးတွေထွက်နေလို့ကျွန်တော်တုတ်ပေးမယ်နော်မဟုတ်ရင်အေးမိတာပိုဆိုးသွားလိမ့်မယ်မကြီးကိုနောက်ထပ်ဒုက္ခမရောက်စေရတော့ဘူးမကြောက်စေရတော့ဘူးဥက္ကဋ္ဌဝန်ကိုပေးစရာရှိတဲ့အကျွေးတွေနဲ့မကြီးရဲ့အေဂျင့်တဲ့ဘဝအတွက်တောင်ပေါ်ကပစ္စည်းတွေနဲ့ဆက်ထပ်ထမ်းဖို့ပြန်ရှာရမယ်မကြီးကသူ့ကိုစိတ်ဆိုးအောင်လုပ်မိလို့တညလုံးကျွန်တော်ကိုပြုစုပေးခဲ့တာလားမကြီးနိုးပြီလားဖျားနေတော့မယ်လားမဖျားတော့ဘူးလားတော်သေးတာပေါ့မကြီးမင်းညကကျွန်တော်ကိုတော်တော်လန့်သွားစေတာပဲမကြီးကသူတို့ကိုပြုစုပေးတယ်သူတို့နောက်တစ်ခါထပ်မလာတော့ပါဘူးဒီနေ့ကစပြီးတို့တွေပုံမှန်ဘဝအတိုင်းဖြတ်တန်းကြရအောင်ဒါဆိုဒီနေ့ကျွန်တော်မျိုးထဲသွားလိုက်မယ်အကိုဆုံးတာဒီလောက်ကြာပြီဖြစ်တာတော့အိမ်အောင်စုစရင်တွေကအချက်လက်တွေကိုမပြင်ရသေးဘူးအမြဲတမ်းရွှေဆိုင်နေတာလည်းအဆင်မပြေဘူးမင်းနေကောင်းခါစားပဲရှိသေးတာဒီလောက်အဝေးကြီးမသွားပါနဲ့လှုပ်ထုံးလုံနီသွားလို့ယုံတင်မှာဓာတ်တောင်ကိုတက်ရမှာမဟုတ်တာအကျွေးတွေလည်းဆက်ပြီးပြီဆိုတော့လှုပ်เสียရှိတာတွေအကုန်လှုပ်ထားခြင်းနဲ့နောက်ဆိုအေးအေးဆေးဆေးနေရအောင်လို့ပါဒါဆိုရင်လည်းပတ်စံနည်းနည်းယူသွားကြိုက်တာလေးတွေဝယ်ခဲ့မရီစိတ်ချပါဒီနေ့ကစပြီးမရီကိုဘာမှစိုးရင်စရာမလိုတော့တဲ့ပျော်ရွှင်စရာဘဝမျိုးပေးပါမယ်မင်းကတော့လေစကားပြောရင်လူကြီးကြနေတာပဲပယ်သွားမလို့လေတောင်ပေါ်လားဥက္ကဋ္ဌဝန်ကကျင်းစင်းလူမျိုးပစ္စည်းတွေသဘောကျတယ်တောင်ပေါ်ကကောင်းတဲ့စေးဘက်ဝင်ပစ္စည်းတွေသွားရှာမလို့ဒါဆိုလဲစောစောပြန်လာတော့မိုးမချုပ်ခင်အရောက်ပြန်လာခဲ့ကျွန်တော်ရဲ့ဝန်ပလွေလမ်းဘူးကောတောင်ပေါ်တတိုင်းသူကအမြဲတမ်းအရင်ဆုံးလာကြုံနေကြဒီနေ့ဘာလို့မရှိတာလဲတောဝက်ပဲကျွန်တော်ဝန်ပလွေထက်တောင်ကြီးတဲ့တောဝက်ကြီးတစ်ကောင်ပါလားဒါဟိုတောဝက်ပေါက်လေးရဲ့အမေလားအရွယ်ရောက်ပြီးသားတောဝက်တွေကတဘာဝအတိုင်းအရန်ရက်ဆက်ကြမ်းကြုတ်တဲ့အရေးခွင်ကလည်းထူပြီးအသားကလည်းမာတယ်ဝန်ပလွေအုပ်စုနဲ့တိုးရင်တော့အပြန်လန်တိုက်ခိုက်ပြီးဖောက်ထွက်နိုင်တဲ့လမ်းဘူးသူ့ကိုမနိုင်တာမဆမ်းပါဘူးဒါပေမဲ့ကောင်းတာပေါ့တောင်ပေါ်မှာဆေးဖက်ဝင်ပစ္စည်းတွေရှာဖို့ကျွန်တော်ဘာသာဆိုရင်တောင်ပင်နှလုံးကြောရမှန်းမသိဘူးဒါပေမဲ့တောဝက်ရဲ့နှာခေါင်းကခွေးထက်တောင်ပိုဆူရှာတဲ့အကယ်၍သူ့ကိုယ်သာတခင်နဲ့တားရဲစာချုပ်ချုပ်နိုင်ရင်ဒီလိုအဖိုးတန်ပစ္စည်းတွေရှာရတာလက်ဖြားခါလောက်အောင်လွယ်ကူသွားလိမ့်မယ်ခွန်အားကတော့တကယ်ကြီးမားတာပဲအကယ်၍သူ့သာစောစောကလမ်းဘူးနဲ့အကြာကြီးမတိုက်ခိုက်ခဲ့ရင်ကျွန်တော်လုံးဝခံနိုင်မှာမဟုတ်ဘူးမနေ့ကတို့တွေမင်းရဲ့သားသမီးကိုထိခိုက်မိလို့မင်းငါတို့စီလာစင်းရှင်းတာကတော့တဘာဝကြပါတယ်ဒါပေမဲ့ဒီနေ့ကစပြီးမင်းသာငါနောက်လိုက်မယ်ဆိုရင်မင်းရဲ့သားသမီးကိုဒီတော့အုပ်ထဲမှာဘယ်အရာကမှလာမနိုင်စေရဘူးလို့ငါအာမခံတယ်။တောင်ဆောင်နှက်ကပြောဘူးလေကိုထက်အားနေတဲ့တာရဲကိုပဲစာချုပ်ချုပ်လို့ရတယ်တဲ့ဒီတော့ဝဲရဲ့အင်အားကကျွန်တော်ထက်မနှိမ့်တာတေချာပဲဒါပေမဲ့အခုသူလဲကြနေပြီဆိုတော့သူကကျွန်တော်ထက်အားနေတယ်လို့သတ်မှတ်လို့ရမလား။တွေးနဲ့စာချုပ်ချုပ်တာအောင်မြင်သွားပြီ။တော့ဝက်ကတောင်ပေါ်မှာပစ္စည်းရှာတာဘယ်အမဲလိုက်ခွေးထက်မဆိုပို့တော်တယ်သူရှိပြီဆိုတော့ဥက္ကဋ္ဌဝန်ကိုပေးရမယ့်အကျွေးတွေရောမရီးရဲ့ကောင်းမွန်တဲ့ဘဝရောတိတ်မဝေးတော့ဘူးပြီးတော့အခုတော့ဝဲရဲ့အင်အားပါရလာပြီးစမ်းကြည့်အောင်။ဟာဒီတစ်ပင်ကဘယ်လိုလုပ်ပြီးပေါင်ရချီလေးနေတာလဲ။တောဝက်ရဲ့အင်အားကတကယ်ပဲမတူဘူးသူကတောနက်ထဲကနေလာတာပဲတောဝက်ပေါက်လေးပျောက်သွားလို့တောင်အောက်ဆင်းရှာတာထင်တယ်ကဲသွားဆိုမင်းလမ်းပြပြီးမင်းလာခဲ့တဲ့နေရာကိုခေါ်သွားပြီးတောင်တစ်ပိုင်းအမြင့်ပိုင်းရောက်လေတောင်ပေါ်ရတနာတွေကပိုရှားလေပဲကျင်းစင်းကောင်းကောင်းတွေလင်းစည်းမှုတွေနဲ့ဆေးပင်တွေကလူသူမရောက်တဲ့နေရာတွေမှာပဲပေါက်တက်တာအရင်ကဆိုကျွန်တော်တယောက်တည်းတောနက်ထဲမသွားရဲဘူးဒါပေမဲ့အခုတော့မတူတော့ဘူးဒီနေရာကကန့်တက်နေပြီဖြစ်နေပြီးအပေါ်ကိုထက်တက်ရင်ဘာရှိမလဲဘယ်သူမှမသိဘူးမင်းကတောင်ပေါ်ရတနာတွေဒီထဲမှာရှိတယ်လို့ပြောမှတော့ရောက်လာမှတော့မဝင်ပဲနေစရာအကြောင်းမရှိဘူးမိုးရဲမိုးနဲ့ရှိချမ်းမာတွေပါလားဒီလောက်အများကြီးကအကုန်တော့ရရဲ့အစ်စ်တွေပဲအရေးအတွက်ကလည်းမနှဲဘူးမိုးရဲမိုးကကျင်းစင်းလောက်အဖိုးမတန်ပေမဲ့ဒီလောက်များပြတဲ့ပမာဏအပြင်ရှိချမ်းမှာပါပေါင်းလိုက်ရင်တစ်ချင်းလုံးရောင်းယုံနဲ့ငွေ1000ကျော်လောက်ရနိုင်တယ်ဒီလိုတွက်ကြည့်ရင်ဥက္ကဋ္ဌဝန်ကိုပေးရမယ့်အကျွေးတွေတစ်ခါတည်းနဲ့ကြေသွားနိုင်တယ်ဘာလဲဟာဒီလိုင်ကူကရှမ်းရှောင်တွေစုဝေးနေထိုင်တဲ့နေရာပဲရှမ်းရှောင်တွေရဲ့ညံကမြောက်တွေထက်တောင်ပိုထက်မြက်တဲ့ဝိုင်းပတ်တာတွေခြုံကိုတိုက်ခိုက်တာတွေလုပ်တတ်တယ်ငါသူတို့ဝိုင်းထားတာခံလိုက်ရပြီးတော့ခဲလုံးတွေနဲ့ပါပြစ်နေသေးတယ်အားကိုကောင်တင်အသက်လူနေရတာကိုနောက်ထပ်2ကောင်ထပ်လာပြန်ပြီးအတင်းအဓမ္မတိုက်လို့မဖြစ်ဘူးညံသုံးမှရမယ်တကယ်ပဲဒီတော့ကြီးမြက်မဲထဲမှာမိကိုမကြောက်တဲ့တက်ရှိဆိုတာမရှိဘူးပဲလူနဲ့တိရစ္ဆာန်ကြားကကွာခြားချက်ကလူသားတွေကကိရိယာတွေကိုအရင်ဆုံးအသုံးချတတ်ပြီးမိကိုပါရင်ပါအောင်လုပ်နိုင်တာပဲဘယ်ဘက်ကနေကူညီပြီးဟိုဘက်ကိုပြေးသူတို့ကိုဝင်တိုက်ပစ်လိုက်အားလုံးဘာမှမဖြစ်ရင်တော်သေးတာပေါ့ဒါပေမဲ့စောစောကအဲ့ဒီသားရဲတွေကဒီနေရာမှာစောင့်ကြပ်နေတာလားဟာသွားပြီးဒါဆိုအဲ့ဒီရှမ်းရှောင်တွေကဒီရတနာကြီးကိုစောင့်နေကြတာလားဒီလင်စည်းမို့ကြီးကအနည်းဆုံးတော့နှစ်ပေါင်းရာချီနေပြီထင်တယ်ရှမ်းရှောင်တွေဒီမှာအတိုက်ဆောက်ပြီးစောင့်နေတာမဆန်းပါဘူးဒါကြီးကိုစောင့်နေတာကိုပဲတောင်အောက်ဆင်းစို့ဟဲလိုဥက္ကဋ္ဌဝန်လားခင်ဗျာကျွန်တော်ခြံသုံးပါညီလေးခြံသုံးပါလားဗာလဲပစ္စည်းကောင်းတွေထက်ရလာပြန်ပြီလားဥက္ကဋ္ဌဝန်ဒီတစ်ခေါက်ကျွန်တော်တောနက်ထဲဝင်ရင်ပစ္စည်းတချို့ရခဲ့တယ်ဗျပစ္စည်းကောင်းလားဂျင်းစင်းလားဂျင်းစင်းတော့မဟုတ်ဘူးခင်ဗျာဒါပေမဲ့ဒီပစ္စည်းကဂျင်းစင်းထက်တောင်ပိုပြီးအဖိုးတန်နိုင်တယ်ကျွန်တော်လည်းတေချာမပြောတတ်လို့ပါဗာလဲဂျင်းစင်းထက်တောင်အဖိုးတန်တာလားဖုန်းထဲမှာပြောရတာအဆင်မပြေဘူးအခုအချိန်ရမလားကျွန်တော်ကိုယ်တိုင်လာပြပါမယ်ရတာပေါ့အဆင်ပြေတာပေါ့ငါစက်ယုံကိုပဲတိုက်ရိုက်လာခဲ့လိုက်ဒီနေ့ငါစက်ယုံမှာရှိတယ်ဟုတ်ကဲ့အခုပဲလာခဲ့ပါမယ်ခင်ဗျာ